ဒီနေ့မှာတော့ Korean mukbanger တွေစားကြတဲ့အရောင်းမှာစားချင်နေတဲ့ sea cucumber ကြီးကကြက်လက်ထဲကိုရောက်လာပါပြီ။ပြီးတော့ sea grapes လည်းပါပါတယ်။ sea grapes တစ်ခါစားဖို့အရေးကိုအရင်ကဆိုလို့ရှိရင်ဘန်ကောက်ကနေခက်ခဲမားတာပါ။အခုဆိုရင်တော့ချောင်းစာအနေလွယ်လွယ်လေးရနေပါပြီ။ဒီပစ္စည်းလေးရှာပေးတဲ့အကိုရဲ့အကောင့်နဲ့ဓာတ်ပုံလေးတွေလည်းဗီဒီယိုထဲမှာထည့်ပေးထားရနော်။အရှိရ viewer warning လည်းဖတ်ပြီးပြီဆိုတော့အခုထိကြံနေတဲ့လူတွေကတော့ကြည့်ဖို့အဆင်သင့်ဖြစ်ပြီလို့ထင်ပါတယ်။ဒါဆိုရင်တော့ sea cucumber ကင်တွဲပုံအဆင့်ဆင့်ကိုကြည့်လိုက်ရအောင်။ sea grapes ကတော့ထားပါတော့စပစ်သီးတွေလေးနဲ့တူလို့သူကကြတော့တခွားသီးနဲ့မတူဘဲနဲ့ဘာလို့ sea cucumber လို့ခေါ်မှန်းကိုမသိတာ။လီချွတ်ပြီးရဲ့အခါမှာတော့ချက်ကတော့ရေကိုအထက်ထက်ဆေးပါတယ်သူ့အခွန်ကမဲမဲလေးတွေထွက်သွားအောင်လို့ပါ။ဒီလောက်ဆေးလိုက်တာနဲ့စိုက်လေးကကြုံသွားပြီးတော့ဆလာတုံးကလိုမျိုးပျော့တွဲတွဲကြီးမဟုတ်ဘဲနဲ့ဘောင်စီဖြစ်သွားတယ်။ကြက်လက်သေးရောလက်တွေရောအကုန်လုံးဆုံးကုန်နေကြည့်ပါဦး။ဒါဆိုရင်ပြုတ်တဲ့နာပြုတ်လီးတဲ့နာလီးပြီးရင်တော့စားပါတော့မယ်။အားလုံးပဲမင်္ဂလာပါရှင် Jazzy Base ကနေပြန်လဲကြိုဆိုပါရစေကြက်ပါဒီနေ့ကတော့ပေါ့တော့ကြက်ကအရင် excited ဖြစ်နေတယ် because I'm going to try something new ကြက်ကိုအရင်ကတည်းက follow လုပ်ထားတဲ့လူဆိုလို့ရှိရင်သိလိမ့်မယ်နော် how I love exotic fruits ဆိုတော့true thing ပြောမနေတော့ကြက်ကအဲ့လိုမျိုး exotic ဖြစ်တာတွေဘယ်လိုပြောမလဲ true thing ကြီးကြောက်စရာကြီးစားတာကြိုက်တယ်ဒီဥစ္စာဆိုလဲရှာဖွေနေရအရန်ကြကြီးပေါ့နော်ဒါအခုမှတွေ့ရပါပေါ့နော်ဒီ sea grapes ကကြ sea grapes တွေဒါကြတော့ကြက်ဟိုကလေဘန်ကောက်က sea grapes ရောစားဘူးတယ်ဒီဥစ္စာကကြတော့ဘန်ကောက်ကမဟုတ်ဘူးဒါတကယ်တော့မြန်မာနိုင်ငံပဲချောင်းသားနေပြီးတော့မှာထားတာဒီဥစ္စာရောဒီ sea cucumber ကို sea grapes ကိုနှစ်ခုလုံးချောင်းသားမှာထားတာပါတကယ်ကိုရှာပေးရဲ့အကိုရဲ့အကောင့်ကို tag လုပ်ပေးထားမယ်เนาะတကယ်လိုချင်တာရှိလို့ရှိရင်အဲ့ကိုစီကိုသွားမေးလို့ရပါတယ်အဲ့ဆိုရင်စားလိုက်တော့မယ် I'm a little excited sea grapes ကိုမြန်စားလိုက်မယ်เนาะသူကအပြင်မှာထားရကြလို့ရှိရင်လေဟိုကမပေါက်တော့ဘူးအရည်တွေပြန်ထွက်ကြလာပြီးတော့ sauce ကဒီမှာရှယ်ကောင်းကောင်းတဲ့ sea grapes ကမငန်တော့ရက်ရေခဏရေပါနှစ်ခါသုံးခါလောက်ဆင်ထားလိုက်တာဒါမှပြုတ်ကြအောင်အရန်ပေါင်းစီဖြစ်တယ်တော့ချိုလေးသူကလေဟိုလိုမျိုးဟိုရေပွဲတော့ဘာလို့ညိတာမဟုတ်သူ့အနက်ဘာနဲ့ရလဲဆိုတော့လေအဲ့လိုတဲနန့်တို့ကြောက်နန့်တို့အဲ့လိုရတယ်sea grapes ဆောင်မပြောရမယ်ဆိုရင်သူ့ထက်ပိုညိတယ်sauce ကလည်းရှယ်ပဲပြုတ်ထားတာပြုတ်လည်းပြောစရာမသေးလေးပဲကျွန်တော် like this ဒါလည်းတညတိတ်လိုက်လို့အတွင်းသားကြီးမဲသွားသေးလားသူရောက်လာတဲ့အချိန်ညဘက်ကြီးဖြစ်နေရောလေဘယ်မှစားလို့မရအောင်ဖြစ်နေပြုတ်လိုက်တာပိုကောင်းတယ်အနက်မရှိတော့
ချက်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်တစ်ဗီဒီယိုမှာပြန်တွေ့မယ် bye bye